ပြဿနာကြီးလေအတန်ကျဲလေဖြစ်ရမယ်အာမင်အာမင်ပြဿနာကြီးလေချီးမွမ်းတော့အတန်ကျဲလေဖြစ်ရမယ်အာမင်သူမကလည်းကျွန်တော်ထောင်တကားတွေကိုပွင့်တော့မှာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ရဲ့အသက်တာမှာပေါ်လူနဲ့တီလာကဲတော့ဖျားတခင်ကိုဆက်လက်ပြီးမှချီးမွမ်းရအောင်ကဲတော့အချိန်နဲ့ပြင်နေပါတော့အခုကျွန်တော်အားလုံးတည်တဲ့တိုင်ကြီးများတိုင်ဖုန်းလာမယ်ပေါ့နော်တိုင်ဖုန်းလာမယ်တရင်ရှိတယ်နော်ကျွန်တော်ဆိုဒီ TVC ကတကယ်ချင်းနေပြောတယ်ဇာပြန်တော့တယ်ကျွန်တော်တိုင်ဖုန်းလာမယ်မြန်ပြန်တော့ဆိုမှခဏကျွန်တော်တတိပြီးတယ်ပေါ့နော်ဒါမဲ့ကျွန်တော်ပြောတယ်တိုင်ဖုန်းလာမှာတော့ဟုတ်ပါတယ်ဒါပေမဲ့တိုင်ဖုန်းထဲနဲ့ပြင်နေတကူအာနာရှိတဲ့ယေရှုခရစ်တော်ကျွန်တော်နဲ့အတူပါရှိတဲ့တော့ကြောင့်မလို့အာမင်အာမင်တိုင်ဖုန်းဘယ်လောက်ပဲလာကျွန်တော်ဘုရားတခင်ကိုချီးမွမ်းမှာဖြစ်တယ်အာမင်အာမင်အာမင်ဒီမှာရှိတဲ့မိတ်ဆွေများမိတ်ဆွေရဲ့အသက်တာမှာပါတိုင်ဖုန်းလဲပေါ့နော်ပါမုံတိုင်းလာတယ်ပေါ့နော်မိတ်ဆွေရဲ့ဘဝမုံတိုင်းဘယ်လောက်ကျမ်းလဲဘယ်လောက်ထိုင်အဲ့ဒီအကျမ်းတိုင်းအဲ့ဒီမုံတိုင်းများကျမ်းတိုင်းပြင်နေတကူရှိတယ်အဲ့ဒီမုံတိုင်းများအားလုံးကိုထိန်းချုပ်တဲ့ဘုရားသခင်ဟာဒီနေ့ကျွန်တော်တို့ကူးကွယ်တဲ့ဘုရားဖြစ်တယ်အာမင်ဣတိယလူမျိုးများကိုပင်လယ်ကြီးကြော်ပြတ်ပြီးမှပူဆောင်တဲ့ဘုရားသခင်ဟာသူကိသူခါနဲ့ပင်လယ်ရှိတော့ဘုရားမဟုတ်ပဲနဲ့ယနေ့ချိန်တစ်ခုချိန်တိုင်းပင်လယ်အသက်ရှင်လက်ကျွန်တော်တို့ကိုနေ့စဉ်နဲ့အမျှစောင့်ရှောက်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်အာမင်အာမင်သူဘုရားသခင်တာရဲ့ဘုန်းကြီးပါစေဒီမှာရှိတဲ့ယုံကြည်သူများကျွန်တော်အနေနဲ့ဒီများလောက်နဲ့အားပေးခြင်းနဲ့ဘုရားသခင်ကိုကျွန်တော်ဆက်လက်ပြီးမှချီးမွမ်းရအောင်ကဲတော့အချိန်တိုင်းပင်ချီးမွမ်းရအောင်ကျွန်တော်မလျှော့ပဲစိတ်ဓာတ်မကြပဲပေါ့နော်ဘုရားအချင်းကြီးပေါ်မှာမရတည်ပဲနဲ့ဘုရားသခင်ကိုချီးမွမ်းရအောင်ကျွန်တော်ဘုရားသခင်ကိုချီးမွမ်းတဲ့အချိန်မှာကောင်းချီးမင်္ဂလာရှိတယ်လွတ်မြောက်တော့ခွင့်ရှိတယ်ထောင်တကားတွေပွင့်တော့ရတော့ခွင့်ရှိတယ်အဲ့ဒီဟာကဘာလဲချီးမွမ်းခြင်းနဲ့လာတော့ချီးမွမ်းခြင်းမှလာတော့ကောင်းချီးမင်္ဂလာဖြစ်တယ်အားလုံးပုံမှာဘုရားသခင်ကောင်းချီးချပေးပါစေအာမင်